ဆက်ဆံရေးတွေတိုင်းကိုပြိုလဲပျက်စီးသွားတဲ့အဓိကအကြောင်းရင်းလို့ပြောရင်လူတွေကအချစ်တွေလျော့သွားလို့အချစ်တွေကုန်သွားလို့ထင်မြင်တတ်ကြတယ်တကယ်တမ်းတော့ဆက်ဆံရေးတစ်ခုပျက်စီးသွားရတဲ့အဓိကအကြောင်းရင်းကလူတဦးနဲ့တဦးချိတ်ဆက်မှုဆိုတဲ့ connection တွေလျော့နေသွားလို့ဖြစ်ပါတယ်တခါတလေမှာကျမတို့တွေကချစ်နေပါလျက်နဲ့တအိမ်နဲ့အတူရှိနေပါလျက်နဲ့တခန်းနဲ့အတူနေပါလျက်နဲ့တအိပ်ရတယ်အတူအိပ်နေပါလျက်နဲ့မိမိကိုယ်အထီးကျန်တယ်လို့ခံစားရတဲ့ခံစားချက်တွေကိုကြုံမှုကြမှာပါတကယ်တော့အချစ်ဆိုတာအုံမြင့်တစ်ခုဆိုရင်ဒီချိတ်ဆက်မှုလို့ခေါ်တဲ့ connection တွေဟာအဲ့ဒီအုံမြင့်တွေကိုမြဲမြံခိုင်ခဲစေတဲ့ဘီလက်မြေတစ်ခုပါပဲဒါကြောင့်မလို့တင့်ရဲ့ဆက်ဆံရေးတွေကိုပိုပြီးခိုင်မြဲစေခြင်းနဲ့ဆိုရင်ပိုချစ်ဖို့စူးစမ်းတာထက်ပိုပြီးအချိတ်အဆက်ရဖို့အတွက်ကိုစူးစမ်းပါတင့်လက်တွဲဖော်နဲ့အတူတူစကားပြောတဲ့အခါမှာတင့်လက်ထဲကဖုန်းတွေကိုဘေးနာခဏချထားလိုက်ပါပြီးရင်တစ်ဖက်လူပြောတဲ့စကားကိုတီတီချာချာစိတ်ပါလက်ပါနဲ့နားထောင်ပေးပါ။ဘာကြောင့်လဲဆိုရင်ဆက်သွယ်မှုမရှိတဲ့ connection မရှိတဲ့ relationship တစ်ခုဟာရေလောင်းဖို့မေ့နေတဲ့အပင်တစ်ပင်နဲ့တူပါတယ်။ချက်ချင်းကြီးတည်ဆုံးသွားတာတော့မဟုတ်ပါဘူး။သို့တော့တဖြည်းဖြည်းချင်းညှိုးနွမ်းခြောက်သွေ့ပြီးတည်ဆုံးတတ်လို့ပါ